ကိုရီးယားထမင်းတုပ်တွေကို6000ဝန်းကျင်နဲ့စားနိုင်ပြီးတော့ရေပါအလကားတိုက်တဲ့ကိုရီးယားဆိုင်လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဟယ်လိုပင်ပင်ပါဒီဆိုင်လေးဆိုရင်တော့ကြောက်မြောင်တတိပဒံလမ်းပေါ်မှာရှိတဲ့ဘွန်နယ်ဆိုတဲ့ကိုရီးယားဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်ကလေကြောက်မြောင်မှာလည်းအရန်နာမည်ကြီးရဲ့ဈေးနှုန်းကလည်းတန်တာဆိုတော့ဝိုင်းရဖို့တော့လေနည်းနည်းလေးတော့စောင့်ရတယ်ပင်ပင်တို့သွားတဲ့ချိန်ကညနေ6နာရီခွဲဆိုတော့ဝိုင်းလေးတော့စောင့်ရပါတယ်ဈေးနှုန်းတွေကလည်းတန်တဲ့ပြင်ရေကလည်းအလကားတိုက်သေးတယ်ပင်ပင်တို့စားခဲ့တာကဝက်သုံးသားခင်အချိုရဲ့တိုဘူးဟင်းညိုရဲ့ထမင်းတုပ်ရဲ့စားခဲ့ပါတယ်ဒီတိုဘူးဟင်းညိုကလေထမင်းပါတာကိုမှ6000ပဲရှိရဲ့ပစုံဆိုလို့ရှိရင်လည်းလေအခုဒီနေ့သွားစားတာအကောင်သေးလို့3ကောင်တောင်ထည့်ပေးတယ်ပုံမှန်ဆိုရင် तू က2ကောင်ပုံမှန်ပါနေကြပဲသူ့ရဲ့အရသာလေတော်တော်မှစားလို့အဆင်ပြေတယ်ဒီမီနူးကိုပင်ပင်မိုးချောင်မှာစားဘူးတယ်အဲ့တော့ဆိုလို့ရှိရင်လေအရသာလုံးဝအော်ဂလီဆန်စရာကြီးတော့ခင်အချိုလေးကလေအီးညာပဲ तू တပွဲကို1000ပေးရတယ်ဆလရွက်ကုံသွားလို့ရှိရင်တော့ဒါ extra အနေနဲ့ထပ်ပြီးတော့တောင်းလို့ရတယ်တပွဲကို900ပေးရပါတယ်ကင်ချီနဲ့လေဒီငန်တီတူလေးကလည်း free ပေးသေးတယ်သူ့ကင်ချီကလေအရန်အချင်းမစူးတာမို့လို့စားလို့ကောင်းတယ်ငန်တီတူလေးကလည်းလေချိုးနေရတယ်ထမင်းတော့ကလည်းလေတပွဲကိုမှ6000ပဲပေးရတယ်အသားလည်းရွေးလို့ရတယ်ပင်ပင်ကတော့ဝက်သားနဲ့မှာစားတယ်အရသာလေးအရန်အောင်ကောင်းတယ်တပွဲကိုမှလေအိုးဘိုက်ကိုမှတင်းနေရပဲဒီ3မျိုးကိုလေ2ယောက်အဝစားတာ2000နဲ့2000ပဲကြာတယ်တခြားမီနူးတွေတဲ့နော်ဈေးလုံးဝတန်တယ်ကိုရီးယားမှာလူများလို့စားရပါတယ်ဆိုအခုသူများတွေကိုပြန်ပြီးညှို့လိုက်ပါပြီနော်ကဲအားလုံးနောက်ဗီဒီယိုမှာထပ်တွေ့မယ်နော်တတာ